ဟောပေါ့စားပြပြောတာကြာနေပြီโอเคဒီမှာပါခင်ဗျလာစားမထွက်သေးတော့ဘတ်ဂျက်မရှိလို့တစ်တော့ချောကလကားရတဲ့ဟောပေါ့ဘူးလေးနဲ့စားပြမှာပေါ့နော်ဒီကောင်ကကျတော့စပိုင်စီပါဒီကောင်ကကျတော့ခရမ်းရှင်တီးအနည်းနဲ့ပါဗျနဘူးလုံးကုန်ကျုံးတယ်အနက်လေးကတော့မွေးနေရပဲဗျစားကြပါဦးခင်ဗျဒီလေးတော့ကောင်းတယ်ခရမ်းရှင်တီးတယ်ဒါလေးကကြာဆွဲလေးပါကြက်သားလေးပါဗျာအာလူဟောကျွန်းနေမှုအေးပါကဲကုန်သွားပါပြီခင်ဗျာဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျနောက်ဗီဒီယိုတွေမှာလည်းဗာဒီထားစားပြဆက်ရှင်တင်လဲဆိုတာကိုအောက် comment လေးထဲမှာရေးသွားပေးကြပါဦးနော်